မြန်မာပြည်ကညီကောင်မောင်နှမတွေအားလုံးပဲမင်္ဂလာပါကျွန်တော်မြန်မာပြည်မြန်မာပြည်သားတွေအားလုံးကိုမေတ္တာရက်ခံချင်တာတော့ကျွန်တော်တို့မြန်မာပြည်ကြီးကိုချစ်ကြရအောင်မြန်မာပြည်ကြီးကိုမျက်နှိုးကြရအောင်လို့ပြောချင်ပါတယ်အဲ့ဒါလေးတစ်ခုမှာချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တချို့တွေပြောနေကြတယ်ပေါ့နော် line ပေါ်မှာဘာလဲဆိုတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအင်္ဂလိပ်ကမတတ်ဘူးပေါ့အရင်ညံ့တယ်ပေါ့နော်ဒါတော့လည်းသူတတ်တာမတတ်လာတော့လည်းမသိဘူးလေနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာတစ်ခုကသူကတခြားနိုင်ငံတွေနဲ့တခြားနိုင်ငံခေါင်းဆောင်တွေနဲ့စကားပြောတဲ့အခါမှာမြန်မာစကားကိုတုံးတယ်မြန်မာယဉ်ကျေးမှုကိုပြတယ်မြန်မာကို promote လုပ်တယ်ပေါ့ဗျာကျွန်တော်မြင်မှာတော့ဒါကျွန်တော်ကောင်းတယ်လို့တော့ကျွန်တော်မြင်နေမှာတော့မြင်တယ်ဘာလို့လဲဆိုလို့ရှိရင်ဘယ်နိုင်ငံရဲ့တမတာပဲဖြစ်ဖြစ်ခေါင်းဆောင်တော်တော်များများအားလုံးတော့မဟုတ်ဘူးနော်ရှိပါတယ်အင်္ဂလိပ်စကားပြောတဲ့တမတာတော်တော်များများရှိပါတယ်ခေါင်းဆောင်တွေဒါပေမဲ့မြောက်ကိုရီးယားတရုတ်ရုရှားဂျန်နဲ့ဒီဥရောပနိုင်ငံတော်တော်များများသူတို့စကားသူတို့ပြောတာများတယ်ကွာပြောချင်တာသူတို့ကဘယ်နိုင်ငံကပါသူတို့ဘယ်နိုင်ငံခေါင်းဆောင်မှာသူတို့ကဘာကြီးပါဆိုတော့ပဲသူတို့ပြတယ်ကွာဆိုတော့သူတို့ရဲ့စကားကိုသူတို့အလေးနဲ့ထားတယ်နားလေတာနားမလဲတာသူတို့တယောက်နဲ့တယောက်ပြောတဲ့ခါမှာဒါသူတို့ကန်တာပြောချင်တာသူတို့အင်္ဂလိပ်စကားမသုံးပေမဲ့သူတို့တူနဲ့သူပြောတဲ့ခါမှာနှစ်ချက်သုံးကောင်းသုံးမယ် translation နှစ်ချက်သုံးရင်သုံးမယ်ဒါမှမဟုတ်လို့ရှိရင်ကြားကနေတယောက်ဘာသာပြန်တဲ့တယောက်ဘာသာပြန်ပေးရပေါ့နော်ဆိုတော့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကဒီပေါတွေနဲ့ဆက်ဆံတဲ့အခါမှာမြန်မာစကားကိုပြောပေးတယ်မြန်မာစကားကိုအဓိကထားပြီးတော့မှပြောတယ်မြန်မာယဉ်ကျေးမှုကိုချပြတယ်ဆိုဒါကကျွန်တော်ကောင်းတယ်ဂုံယူတင့်တယ်လို့မြင်တယ်ပေါ့နော်ဒါသူ့ကိုအဲ့လိုပြောလို့ကျွန်တော်အရန်ကောင်းတယ်လို့ပြောရမှာသူမကောင်းတဲ့ဟာတွေများတယ်သူလုံးတဲ့ဟာတွေလက်မခံနိုင်စရာတွေအရန်များတယ်ငါတို့တိုင်းသားတွေပုံမှာတော့လကောင်းအခုလက်ရှိမြန်မာပြည်ကြီးကိုဖျက်ဆီးနေတဲ့အရာတော့လကောင်းဒါတွေကလက်ခံလို့မရဒါပေမဲ့တခြားတစ်ဖက်မှာအခုကျွန်တော်ပြောချင်တဲ့အရာကမြန်မာပြည်ကိုချစ်တယ်မြန်မာပြည်ကိုတန်ဖိုးထားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒါလေးကိုကြည့်ပြီးယူရအောင်လို့ပြောချင်တယ်လူတယောက်မှမကောင်းတာနဲ့ကောင်းတာရှိတယ်ဗျာကျွန်တော်ပြောချင်တာမကောင်းတာကိုထားလိုက်ကောင်းတဲ့ဟာလေးယူရအောင်လို့ပြောချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်